那主要说的都话文明部分呢，不要说别有大说么嘞。那的话，哎，你快是有，都叫这路不样呀？超看的那个叫老看过你是不？你看表，လူထုထောက်ခံမှုနည်းတယ်နည်းတယ်အဲ့တော့အာနယ်ဒီကိုလူထုထောက်ခံမှုများတယ်ဆိုတော့အာနယ်ဒီအင်ဂျင်အားကောင်းတယ်ဒီခိုင်ပြောမှာအင်ဂျင်အားမကောင်းဘူးဗျမြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါမရရင်ဘူးမရရင်ဘူး နိုင်ငံမှာလူဖြစ်ရတာလေတော်တော်ကိုကန်ဆိုးတာ အားလုံးပဲမင်္ဂလာပါထုံးစံနဲ့ကျွန်တော်ရဲ့ဟာတာဗီဒီယိုတွေကိုအတူတူကြည့်ဖို့လည်းပြန်လာပါပြီဆိုတော့ဒီနေ့မှာကျွန်တော်ဘယ်လိုရုပ်သံလေးကိုလုပ်ထားတဲ့ဆိုလို့ရှိရင်တော့ဒီနေ့ကပြီးခဲ့တဲ့ရက်ကပေါ့နော်ဒါခင်ကြီးဒေါခင်ကြီးကျွန်တော်အများကြီးပြောတယ်ဒေါခင်ကြီးသူပတ်သက်ဝင်သွားပြီးတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူမဲဆွယ်ခဲ့တယ်အဲ့ဒီမဲဆွယ်ခဲ့တဲ့ရုပ်သံကိုကျွန်တော်အစားဆုံးကြည့်လိုက်တယ်9မိနစ်လောက်ကြာတယ်ပေါ့နော်အဲ့မှာကျွန်တော်လူချင်းတဲ့အပိုင်းကိုဖျက်ထောက်ပြီးတော့တချို့သူပြောပြီးတော့သူမဲဆွယ်သွားတဲ့အကြောင်းအရာတွေတဲကကျွန်တော်ပြောပြတင်တဲ့အရာဒါပေမဲ့ကျွန်တော်မပြောတော့ဘူးဗျာကျွန်တော်အဲ့လိုမပြောတော့ဘူးနဲ့ဘောမတွေပဲသူ့ရဲ့ဘောမတွေပြောထားတဲ့ဟာတွေနဲ့ကျွန်တော်ပြန်ကတ်ထည့်ပြီးတော့ထုတ်ပေးရတယ်အဲ့တော့ကြည့်ပြီးတော့ကျွန်တော်တို့ခွေကြတာပါဗျာအဲ့တော့ဒီဘက်ကရှီကနေအတီးတွေဖုတ်သူနောက်ကသူ့ဘောမတွေကနောက်ကလိုက်ပြောနေတဲ့စောက်လွဲတွေပေါ့ကျွန်တော်တို့ကကြည့်ကြမယ်ဗျာဟုတ်လဲနော်အဲ့တော့ကျွန်တော်တို့စမယ်မင်္ဂလာပါနမစတေ โอเคတချို့တွေကအုံနောက်မရှိကြပါဘူးဒီစကားတစ်မျိုးဖြစ်နေပေမဲ့လူတချို့ကအုံနောက်စိတ်ပိုင်းတော်တော်များများမရှိဘဲနဲ့တပွားလုံးသူ့လိုငါလိုလူတွေလိုနေနိုင်ကြပါတယ်တူလေအခုဒီ2025ဒီဇင်ဘာလ28ရက်နေ့ဒီကျွန်တော်နိုင်ငံအတွက်အလုံးအရေးကြီးတဲ့ပါတီစုံထွေထွေဒီမိုကရေစီရွေးကောက်ပွဲစတင်မဲ့နေ့ဖြစ်တယ်အဲ့ဒါကအရေးကြီးတယ်နော် ဟုတ်လား ဘာလို့အရေးကြီးလဲဆိုတော့နံပါတ်1ကအဲ့ဒီရွေးကောက်ပွဲဒီတိုင်းပြည်ရဲ့ကောင်းမွန်တဲ့အလှည့်အပြောင်းတစ်ခုအရွေးတစ်ခုကိုကျင်းနေပေါ်ဆောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အရေးကြီးတယ်လို့ အခုရွေးကောက်ပွဲလုပ်နေတဲ့အခြေအနေတွေကကျွန်တော်ပြောတာစိတ်ကောင်းဗျာအချိတိုင်းတော့ပြောအောင်ပါဗျာနော်မပြောလို့ပြောချင်ပါဘူးရွေးကောက်ပွဲဖြစ်နေပုံစံမအေးအေးဝင်းကစီစဉ်ပြီးသူတင်တဲ့မင်းသားကိုနော်သူတင်တဲ့မင်းသားကိုသူတင်ပြီးဒီမင်းသားဖြစ်ဖို့အတွက်ကျန်တဲ့အဖွဲ့တွေကဇက်ပုတ်ဇက်ရံဘွားရောက်နေတာတော့မဟုတ်သေးဘူးဗျာနော် ရွေးကောက်ပွဲပြီးသွားတဲ့ခါကျတော့ခင်ဗျားတို့ရွေးတဲ့ကိုယ်စားလှယ်တွေကဒီဒေသရဲ့အခြေအနေကိုခင်ဗျားတို့ရဲ့ကိုစားလွတ်တော်ဆိုတဲ့မန္တရတစ်စင်းနိုင်ငံတော်အစစ်အဆုံးဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဒီအရောက်ပြောနိုင်တယ်ရှိရှိ အခုတော့ကျွန်တော်တောင်းဆိုမယ်ဒီပေါ့လွတ်တော်တွေကိုဝင်သွားမယ်လွတ်တော်ကိုယ်စားလှယ်တွေအားလုံးလည်းပြောချင်တယ်ခင်ဗျားတို့ဘောမဖို့လောက်နဲ့မဝင်သွားနဲ့ ဟုတ်လားဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ကိုဖြစ်နေအဲ့လိုဖြစ်အောင်တဲ့နိုင်ငံတော်အစိုးရနဲ့ UEC ကဆောင်ရွက်နေတယ်ဒါတို့သိတယ် လူထုထောက်ခံမှုလိုနေတယ်နော်လူထုထောက်ခံမှုလိုတယ်ခင်ဗျားတို့လူထုထောက်ခံမှုရအောင်ခင်ဗျားတို့ဘာလုပ်မလဲအဲ့ဒါကိုစဉ်းစားခင်ဗျားတို့ဘယ်လိုလုပ်မလဲ ထူးထူးခြားခြားဥပမာတစ်ခုပြရင်ဘယ်တော့မှကျွန်တော်မရှိတဲ့ဟာတွေပေါ့2010 2015 2020ဒီရွေးကောက်ပွဲတွေမှာရွေးကောက်ပွဲကတာမန်လုပ်ပါလားဒီတကရွေးကောက်ပွဲကတော့အများသူကတက်တည်တက်ကြရရှိမှလုပ်မယ်ရွေးကောက်ပွဲဖြစ် အပြောကြီးပဲမြင်ရတာကိုမကြိုက်ဘူး ခက်တာတွေခက်တာတရားဝင်မှုရှိတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ပြောချင်တယ် အဲ့တော့အခုမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမှာလားရွေးပြီးသားပွဲကျင်းပမှာလားဆိုတာကိုကျွန်တော်တို့ကသွားတွေ့နေရပြီအဲ့တော့ရွေးပြီးသားပွဲဖြစ်နေပြီ ပြောချင်တာဒီရွေးကောက်ပွဲကြီးကောင်းခြင်းတရားတွေအများပြပယ်ဆောင်လာတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ချုပ်ပြောလို့ရှိရင်အရေးကြီးတယ်ရွေးကောက်ပွဲကိုဖြစ်မြောက်အောင်ကျွန်တော်တို့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမယ်လို့ဒါကိုကျွန်တော်ကပဏာမအနေနဲ့နော်မဲဆန္ဒရှင်ပြီးပါပြီလို့မှားချင်ပါတယ်ဗျ ကိုယ်နိုင်ငံတက်ကိုလုပ်နေတဲ့ပုံစံနဲ့မဟုတ်သေးဘူးပေါ့ဗျာနော်ခင်ဗျားတို့အတိုက်ခံလည်းမရှိဘူးခင်ဗျားတို့အတိုက်ခံပြောမှာဆိုတော့ကိုယ်မောင်ကမြန်မာပြည်မှာဆိုအခုကျွန်တော်အတိုက်ခံပြောမှာပဲအတိုက်ခံလေးတော့ရှိတင်တယ်ဗျာနော် ဒုတိယချက်ကဒီပွဲမှာမဲပေးရနော်မဲပေးရမယ်လို့လည်းဥပဒေမှာပြဋ္ဌာန်းမထားဘူးဒါပေမဲ့ကျွန်တော်တယောက်ရဲ့အနေအရပြောရင်တော့မဲမပေးဘူးဆိုရင်တာဝန်မကျေတဲ့ဖခင်လို့ကျွန်တော်က မဲ ဒီလိုပြောရင်မလိုဘူးတာဝန်မကျေတဲ့မိခင်လို့ကျွန်တော်ကဒီလိုပြောရင်မလိုဘူးတာဝန်မကျေတဲ့ကိုကြီးတာဝန်မကျေတဲ့အမကြီးအဲ့လိုပြောလို့ရတယ် အဲ့တော့ကျွန်တော်အုတ်ထကြီးဥခင်ကြီးကိုကျွန်တော်နည်းနည်းလေးပြောချင်တယ်ဗျာကျွန်တော်ပြည်ခံပြို့မဲထည့်လို့ရအောင်နော်မဲပေးနိုင်အောင်လည်းကူညီပါဗျာနော် ကိုကြိုက်တဲ့မဲကိုမဲပေးတဲ့အခါမှာဖြစ်လာမဲ့အစိုးရရဲ့ဘဝရနန်းတင်တွေကကိုတွေမကောက်ကိုနောက်မှာကြီးသားတွေသမီးတွေမြင့်မြင့်တွေကြီးခံစားရမှာဖြစ်တဲ့အတွက်ကြောင့်မဲမပေးခြင်းဒီကိုရောကိုနောက်မှာရှိတဲ့မိသားစုရောဟုတ်တယ်မလားမြင့်မြင့်တွေရောအားလုံးကိုမျက်နှာလဲခဲပြစ်လုပ်လိုက်တယ်လို့ဒီလိုယူဆလို့ရတယ်ဒါကြောင့်မဲပေးဖို့လိုပါတယ်
ဦးမင်းအောင်နိုင်ကျင်းပမဲ့ဒီရွေးကောက်ပွဲပေါ့ဒီရွေးကောက်ပွဲကိုအာဆီယံကလည်းဘယ်လိုခေါ်မလဲဖက်လက်တကင်းမရှိတော့ဘူး UN ကလည်းဖက်လက်တကင်းမရှိဘူးနော် UN ကလည်းပြီးရတဲ့ခေါက်ကဆိုလို့ရှိရင်ဒါ NLD ကိုသာတရားဝင်ဆိုရသတ်မှတ်ထားပြီးတော့ဂျန်နဲ့အခုတက်လာမဲ့အစိုးရနဲ့ဒီတရားဝင်မှုကြိုးပမ်းမှုတွေမှာအများကြီးစိန်ခေါ်မှုတွေချင်းဆိုင်အောင်မှာဖြစ်တယ်အဲ့တော့အဓိကဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာနိုင်ငံရေးအဖြစ်တိုးတက်မှုမရှိသမျှကာလပတ်လုံးနော်ဘယ်အစိုးရပဲတက်လာဒီလိုပဲလိမ်ဖယ်နဲ့နိုင်ငံဟာငတ်ပြတ်နေဦးမှာပဲ အဲ့လိုဆိုရင်ဘယ်လိုပြေးမလဲစဉ်းစားထားလားပြေးတယ်လို့ပြေးပါဟဲ့လားပြေးတယ်လို့ပြေးလို့ရပါတယ် ဖလုံစောဒီမိုကရက်တစ်ပါတီကတော့မဲဆွယ်သွားတာနော်အဲ့ဒီကခက်တာဖလုံစောဒီမိုကရက်တစ်ပါတီကလည်းကျွန်တော်ကြိုက်ထုံမှာရွေးခံမှာမဟုတ်ဘူးဗျာသူကကရင်ပြည်နယ်တွင်းမဲ့ရွေးခံမှာနော်ကရင်တိုင်းသားပါတီမှာနော်အဲ့ဒီပါတီကဒါဒုတိယဥက္ကဋ္ဌဒေါ်ယူစနာဝါနော်သူပါတီရဲ့ဟာကိုပြောသွားတယ်ဥခင်ကြီးရဲ့အဲ့ဒီမှာကျွန်တော်တော်တော်ကြိုက်တယ်အဲ့ဒီပါတီတိုးတော်လည်းအဲ့ဒီပါတီကိုကျွန်တော်ကမဲပေးဖို့ခက်နေတယ်ကြိုက်ထုံမှာရွေးမခံဘူးသူကအ ပေးကြကမဲကြဆိုတာတော့ကျွန်တော်တယောက်တည်းအနေနဲ့ပြောကျွန်တော်တိတ်မယုံဘူးအပေးကြကမဲကြဆိုတာကခံစားချက်ရှိတယ်လေခြေသူဟုတ်တာလို့ဗုဒ္ဓလို့ကျွန်တော် ရှုံးနေတော့ ဟုတ်တယ်မလားဒါကျွန်တော်နိုင်ငံရေးသမိုင်းကြောင့်မှာ ခံစားနေရတော့ အပေးကြကမဲကြဆိုတာတဲ့အုံနောက်ထဲကမှန်လာတဲ့မဲကိုကျွန်တော်ပို့တမ်းမှုထားတယ်ဘယ်လိုလူမျိုးကိုပေးနေလဲဆိုတာစဉ်းစားအဲ့တော့ဘယ်လိုမဲပေးမလဲတိုက်တယ်လို့ပေး ဟာငါတို့ပါတီကတော့မခိုးဘူးနော်ငါတို့ပါတီကတော့ပြည်သူတွေကိုမညှင်းဆဲဘူးနော်ငါတို့ကတော့အမှန်ကိုပဲပြောမယ်အဲ့လိုမျိုးပေါ့မြတ်တော်ကြီးကိုကြည့်ခြင်းနဲ့နော်ငါတို့ပါတီကတော့မြတ်တော်ကြီးကိုကြည့်မယ်ငါတို့ပြည်ခိုင်ပြောရတော့ငါတို့ပြည်ခိုင်ပြောရတော့မခိုးဘူးနော်မိမိအတွက်မသိမ့်ပိုက်ခြင်းနဲ့မိတို့ငါတို့ပါတီကတော့မိမိအတွက်ဘာမှမသိမ့်ပိုက်ဘူးနော်ဒီဟူသောလူသားတို့ဤကြည့်ဖို့ငါးပြာကိုလေးစားလိုက်တာတော့ပါတီဖြစ်တယ်တဲ့ဟာပြည်ခိုင်ပြောပါတီကအဲ့လိုဆိုကျွန်တော်ပြည်ခိုင်ပြောကိုမဲပေးပြီဗျာနော်ကျွန်တော်ဥက္ကဋ္ဌကြီးအဲ့ဒါလေးပြောချင်တယ်နော် သို့တော့ခင်ဗျားတို့စဉ်းစားရမယ့်ချက်တွေတော့ရှိတယ်နံပါတ်1ကျွန်တော်နိုင်ငံမှာအကြမ်းဖက်တောင်းကြသူကတော်တော်များသားဗျဆိုတော့တည်ပြီး စစ်တက်လေ တက်မတော်နဲ့ကြောချင်းတက်ရင်ချင်းကမဆောင်ရနိုင်ဘူးဆိုရင်သိကြတဲ့ဒီဆိုကနောက်နေပြုတ်ကြတော့ဒါကိုစံခါပြီးပြရမယ် ကြန့်ခံရေးလဲစစ်တက်လဲကြန့်ခံရေးပဲဒါငင်းလို့မရတဲ့အချက်ဖြစ်နေပြီအဲ့တော့ကျွန်တော်လိုချင်တာကလွတ်တော်လိုချင်တာစစ်တက်လွတ်တော်လိုချင်တာမဟုတ်ဘူး တိုင်းပြည်မှာထိခိုက်တာရောက်ပြီးများနေနော်အချင်းကလေးကဘယ်လောက်ကြိုးစားဆောင်ရပြီပဲလို့ဒါလေးတွေရှိအဲ့တော့ဒါတွေကိုပြန်လဲပြုပြီးတဲ့လုပ်ငန်းတွေဆောင်ရတဲ့ခါမှာအတွေ့အကြုံရှိတဲ့လူတွေနဲ့ဒီလူကောင်းကိုမစသင့်ဘူးလားမစသင့်ဘူးလားဟေးအတွေ့အကြုံမဲဆွဲနေတာအသက်ကြီးတာလားလေသလားကြီးတာလားမဟုတ်ဘူးဟုတ်တယ်ဗျလားဆက်တန်းလာခဲ့တဲ့တမိုင်းတွေ့ကြုံတော်မှာမူတည်ပြီးတော့လုတ်တင်တာမလုတ်တင်တာပြစ်ပြီးတော့လုတ်တယ်ဖြစ်တယ်အဲ့တော့ဒီလိုအခြေအနေမျိုးမှာတိုင်းပြည်ပြန်လဲထူတော်ရေးမှာသူ့ပါတီကိုမဲဆွဲတယ်လားအဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးအရေးကြီးပါတယ်ပြည်ခိုင်ဖြိုးကဘယ်လိုဖြစ်နေလဲဆိုတော့ဒါကျွန်တော်ရိုးသားပွေလင်းပြောတာပြည်ခိုင်ဖြိုးပါတီကလူထုထောက်ခံမှုနည်းတယ်ဗျနည်းတော်တော်နည်းတာဒါကဘယ်သူမှမငြင်းနိုင်ဘူး ထူတော်တိုင်းနဲ့စွန့်ရည်ရှိတဲ့လူမျိုးလုတ်ဖို့ကံမှုတဲ့လူမျိုးဒါလူတွေအများကျွဲဆိုတဲ့တော်အောင်မမြင်ဘူးပဲနဲ့ဘယ်လိုလုပ်ပြောကိုလှအောင်ဆွဲမလဲနောက်တစ်ခုကအဲ့ဒီအဖွဲ့အစည်းကိုသူကြောက်တဲ့လုပ်လို့မရဘူးဗျထောက်ခံတဲ့နောက်ကကြောတော့ခံဖွဲ့ရှိဘူး ပြည်ခိုင်ဖြိုးလူထုထောက်ခံမှုနည်းတယ်အဲ့တော့ NLD ကိုလူထုထောက်ခံမှုများတယ်ဆိုတော့ NLD ဒီအင်ဂျင်အားကောင်းတယ်ပြည်ခိုင်ဖြိုးကအင်ဂျင်အားမကောင်းဘူးဗျဒီမှာအဆယ်နောက်တန်တမာတွေပေါ်နေတယ်နေသွင်းတာတွေလုပ်ချင်တယ်သူ့ကိုညီရမယ်နောက်ကအဖွဲ့အစည်းလို့လေပါတီပေါ့ဟာခင်ဗျားကဒေတာဘယ်လောက်ရှိတယ်စိုက်ကဘယ်လောက်ရှိတယ်ဒီဘယ်လောက်လို့လဲဘယ်လောက်ပေးမလို့လဲဒါဆိုရင်တင်းတာဘယ်လိုထွက်မယ်အကျိုးပြပါရှိမစတဲ့အဲ့ဒီလိုပြုစုပေးနိုင်တဲ့ဆိုတဲ့အဖွဲ့အစည်းကျောတော့နောက်ကအဖွဲ့အစည်းလို့လေအဲ့ဒီအဖွဲ့အစည်းမရှိဘဲနဲ့တွတ်တော်မှာလောက်ရပြန်ခက်တာပေါ့ အဲ့တော့ပြည်ခိုင်ဖြိုးကဘာနဲ့တူလဲဆိုတော့12ဘိန်းကဘော်ဒီကြီးတော့ကောင်းတယ်ဘော်ဒီအောက်ပိုင်းကောင်းတယ်ပြည်ခိုင်ဖြိုးကဘော်ဒီအောက်ပိုင်းတော့ကောင်းတယ်ဗျာနော်ပြည်ခိုင်ဖြိုးဘော်ဒီအောက်ပိုင်းကောင်းတယ်ကြက်ခိုင်တယ်တို့တော့ပြည်ခိုင်ဖြိုးမှာအင်ဂျင်အားနေနေတယ်မြင်းကောက်ရေ300နဲ့မောင်းရမယ့်ကုန်ကားကြီးကိုပြည်ခိုင်ဖြိုးကဟုတ်လားဒီမြင်းကောက်ရေ80အားနော်ဒိုင်နာအင်ဂျင်လောက်တင်ပြီးမောင်းနေတယ်ဒီကားကြီးကဘော်ဒီအောက်ပိုင်းကောင်းတော့လဲအလုံးမဖြစ်တော့နိုင်ငံရေးမောင်းနေတာမကောင်းတော့ပြည်ခိုင်ဖြိုးကဖြစ်တာအဲ့လိုဖြစ်နေတယ် အဲ့တော့စဉ်းစားလို့ရှိရင်အတွေ့အကြုံရှိတဲ့လူနော်နိုင်ငံတော်ကာကွယ်ရေးအင်အားစုတွေနဲ့ကြောချင်းကချင်းချင်းကပ်ပြီးဆောင်းနိုင်တဲ့လူနောက်တစ်ခုကလားလုံနိုင်ကမ်းနိုင်တဲ့အတွေ့အကြုံရှိတဲ့လူသူ့ကိုထောက်ကူပြုမဲ့အဖွဲ့အစည်းအဲ့ဒါဒီနဲ့ပြည့်စုံတဲ့လူမျိုးရွေးဖို့တင်တယ်ဟုတ်တယ်မလားမဲဆွဲကာလဆိုတော့ပြောင်းမဲပြောပြတယ်အဲ့ဒီအဖွဲ့အစည်းကရှားမနေနဲ့ကြားတယ်ဒီခိုင်ဖြိုးပဲ ဟာပြည်ခိုင်ပြောပါတီတာအဲ့လိုဆိုကျွန်တော်ပြည်ခိုင်ပြောကိုမဲပေးပြီဗျာ โอ้ မဲမပေးပါနဲ့ ဟုတ်တယ် Take a look.
ရုပ်ကောက်ပွဲနီးလာပြီဆိုတော့ဒါကတော့အားလုံးသိတဲ့အတိုင်းပဲလေဟုတ်တယ်မလားဒီကနေ့တမညာနဲ့ခွဲဖို့ပဲလိုတယ်သူကရေးကြည့်လားသူကရေးမကြည့်ဘူးလားသူကဘာလဲအဲ့ဒါသိဖို့ပဲလိုတယ်ဘယ်သူရဲ့လို့မပြောပါဘူးရှင်ထဲမှာတော့ရှိပါတယ်ကျွန်တော်အေးဆေးပဲ ဟာပြေခိုင်ပြေကိုမဲပေးပြီဗျာ ကျွန်တော်ပြောနေစောင့်ကြည့်ပါစောင့်ကြည့်ပါ ဒါပြည်လုံးတက်ခိုင်ရေးကျွန်တော်တို့ချစ်ရတယ်ပြည်လုံးတက်ခိုင်ရေးလာပေးသွားတယ်2000ပေါင်းလိုက်3000စမ်းစီစမ်းသားအတိတ်ဘူးတွေလည်းပါတယ်ပဲလည်းပါတယ်အားရှိအောင်မဲ့လည်းပါသေးတယ်ဗျာမဲ့လည်းဝယ်သုံးကြမလို့တော့ဘူးကျွန်တော်အေးဆေးပဲအားလုံးဒီဖိုင်လေးကိုကြည့်တဲ့လူတွေစိတ်ကြမ်းမှန်ကိုကြမ်းမှန်ပြည့်စုံကြပါစေလာမယ်ပေးလေဝေးကြပါစေ ဟာပြေခိုင်ပြေကိုမဲပေးပြီဗျာ ကျွန်တော်ပြောနေစောင့်ကြည့်ပါစောင့်ကြည့်ပါ အဲ့ရှေ့ဖြတ်မယ်ဖားသွားပြီကျွန်တော်တို့ရှေ့ကျူးမှာငားနေတာလေတစ်လောက်ကိုကျွန်တော်တို့4000နဲ့ငားတယ်အဲ့ကျူးကဖြတ်ရမယ်ဆိုမြောင်းကျော်တဲ့ဟာတွေဖြတ်ရမယ်ဆိုဒါဖြတ်ရမယ်မှန်တယ်နိုင်ငံတော်ကျွန်တော်ပြပြဖြတ်တော့ကျွန်တော်တို့အိမ်မောနောက်တနေ့ပြောင်းတော့နောက်တနေ့ ချက်ပုတ်ကိုမဲသွားပေးတဲ့ကောင် 9000ပေးရတော့အဲ့မှာအဆင်မပြေတော့ပို့ဆိုးတော့ဘဝငကိုတဲ့ပြတ်တာပြတ်တဲ့ပြတ်သွားနောက်ဆုံးဘယ်လောက်ထိစဉ်းစားထားလဲဆိုတောင်းစားဖို့တော့စဉ်းစားထားပြီသား ဘာဖြစ်လို့လဲဆိုတော့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ပုံဖြိုးရေးအတင်းကြီးရဲ့အတင်းသူတယောက်ဖြစ်လို့ပဲ သွားပြီ ကြက်ဖို့ပါတီကိုမဲမပေးပါနဲ့ကြက်ဖို့ပါတီကိုမဲမပေးပါနဲ့ ဟုတ်လား ဟုတ်တယ်ကျေးဇူးတင်ပါတယ်ဘာလို့မြင်ရတယ်ဆိုရင်ကျန်းဖို့ပါတီကောင်တွေကဘယ်လောက်ဒီပဲလောနေတယ်ဆိုသူကိုထောက်သူတို့ဘက်ကလူတွေတော့မသူတို့ကျန်းဖို့ပါတီကိုမယုံမယုံတော့မြင်နေရတယ်အဲ့တော့ဆိုတော့မနေ့ကပြန်ပြပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်